တယောက်အနေနဲ့ဘယ်လိုကိုသိကောင်းနေလဲဘယ်လိုခံစားပြီးကိုသိကြဆုံးနေဘယ်လိုခံစားကြလဲကျွန်တော်ဒီတော့ကတော့ဒီပေါင်းမှာသာခံခဲ့ပြီးပါပြီတကယ်တော့ကျွန်တော်အနေနဲ့ကလွန်ခဲ့တဲ့10နှစ်လောက်တည်းကျွန်တော်နားကျင်တာဒါပေမဲ့တကယ်ကိုလုံးမဲ့လူရှိလို့လုပ်ပေးနေတာသို့တော်လည်းဟိုပေးတဲ့ခံစားချက်ကိုနားရတာပြီးတော့ပေးတဲ့ကိုပြောသေးချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အကောင်းဆုံးစူးစမ်းပေးပြီးတော့နိုင်အောင်ခံပြီးတော့ပေးတဲ့ကိုပြောသေးချင်တာပါဒီဝေဖန်မှုတွေပတ်သက်လို့ကျွန်တော်ဘာခံစားချက်မှမရှိပါဘူးဟိုရှုံးရင်တော့ကျွန်တော်စိတ်မကောင်းနဲ့အဲ့အတွက်လည်းတောင်းပန်ပါတယ်ဒီနေ့လည်းဒါနဲ့ပိုအများကြီးစူးစမ်းအောင်ပဲကျွန်တော်တို့လိုချင်တာကတော့ဒီမျိုးသမီးတင်းကိုကမ္ဘာဖလားဝင်တဲ့အထိ2029မှာကျွန်တော်တို့ target ထားတာအဲ့ဒါစူးစမ်းမှာပါဟုတ်ကဲ့ကျွန်တော်ဒီဇင်ဘာမှာဆိုရှင်စီးကိန်းရှိတယ်ပေါ့လေဒီအောင်မြင်မှုကစီးကိန်းမှာရွှေသိန်းစုရဖို့အတွက်ကြောက်တန်းချက်ဖြစ်လာနိုင်လားလို့ဆရာဟုတ်ကျွန်တော်တို့အနေနဲ့ဒီပြိုင်ပွဲကိုဝင်နေကအကောင်းဆုံးပြင်ဆင်စူးစမ်းမှာဖြစ်တယ်လို့ဂျပန်နီးပြကိုလည်းအဲ့ဒါတော့ရည်ရွယ်ချက်နဲ့ငှားထားတာပေါ့နော်ပြီးတော့လည်းလူငယ်ကစားသမားတွေအများကြီးပါလာပြီးဖြစ်တဲ့အတွက်ဒါလည်းပို့ပြီးတော့ကျွန်တော်တို့လုံးစရာတွေတော့အများကြီးကြံသေးတယ်ဒီစိတ်လောင်နေတော့ကျွန်တော်တို့မျှော်မှန်းလို့မရသေးဘူးအများကြီးလုံးမှာဖြစ်မှာဟုတ်ကဲ့ဆက်ပြီးတော့အားပေးပါလို့ပေါ့နော်လူကြီးတင်းအနေနဲ့ဒီလိုအောင်မြင်မှုတွေရှိပြီးတော့ဖက်ကြိုးစားဖို့လို့အမျိုးသားအသင်းအနေနဲ့လည်းခွာချက်တွေအများကြီးရှိသေးတယ်ဘောလုံးကကျွန်တော်တို့ကပြိုင်ပွဲတစ်ခုတည်းမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ league အဆင့်တန်းတွေကျွန်တော်တို့ရဲ့အခြေခံအဆင့်တွေပေါ့နော်ကျောင်းမှာလုပ်တဲ့ဘောလုံးတွေကျွန်တော်တို့ရဲ့နီးပြတွေကွင်းတွေဘယ်ပေါင်းစုံလို့ပါတယ်ကျွန်တော်တို့ကဘာမှမရှိတဲ့ကြားတွေကအကောင်းဆုံးစူးစမ်းနေတာဖြစ်တဲ့အတွက်နားလည်ပြီးတော့ဆက်အားပေးပါလို့ကျွန်တော်အနေနဲ့တောင်းပန်ပါတယ်နောက်တစ်ခုကပေါ့ဒီလိုကိုလုပ်တယ်နိုင်တယ်လို့လုပ်တာလေချိန်မပြောဆိုရှုံးတော့လေဒိုင်ယာတော်တော်ကြီးပါတယ်ကျွန်တော်အခုလိုနိုင်လိုက်တဲ့ဟာကျွန်တော်တို့တက်ရှူချောင်သွားတယ်ဒါပေမဲ့ကျွန်တော်တို့ကပို့အလုပ်လုပ်မှပဲရကျွန်တော်တို့ဓာတ်နဲ့မြင်းတဲ့ပြိုင်ပွဲကိုပြိုင်နိုင်မှပဲကျွန်တော်တို့နေရာတစ်ခုကိုရောက်ကျွန်တော်တို့ဘောလုံးက18နှစ်လောက်တည်းကဘာဖလားရှိတယ်အသက်20ကဘာဖလားရှိတယ်နောက်အိုလံပစ်ပြိုင်ပွဲရှိတယ်နောက်40ပြိုင်ပွဲရှိတယ်တော့ကျွန်တော်တို့ကဒီအတန်းလိုက်တွေကိုပြုစုမသွားဘူးဆိုကျွန်တော်တို့ဘယ်လိုမှမဖြစ်နိုင်ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့40အသင်းမဟုတ်ပါဘူးကျွန်တော်တို့ဒီအငယ်ရစပြီးကျွန်တော်တို့ပြုစုနိုင်မှပဲဖြစ်မှာဘလော့ဆယ်အနေထားကိုဒီ region တော့ကျွန်တော်တို့ကတော်တော်နှိမ့်နေတယ်ကျွန်တော်အများကြီးလုံးမရဘူး။နောက်ပြောပြတဲ့ဆရာပြောချင်တာမျိုးရှိရင်ဗာများပြောချင်တာမျိုးရှိကျွန်တော်အနေနဲ့ကတော့ဟိုမြန်မာပြည်ကဘောလုံးချစ်တဲ့ပြည်သက်တွေအားလုံးကျေးဇူးတင်ပါတယ်ဘလို့အခြေအနေပဲဖြစ်ဖြစ်အားပေးတာပေါ့နော်ရှုံးလို့ပြောတာတော့ဒါကတော့ဘောလုံးရဲ့သဘောပါပဲနိုင်ရင်တော့အားလုံးပျော်ကြရတာပေါ့ကျွန်တော်အနေနဲ့ပြည်သက်တွေပျော်ဖို့အတွက်ကလေးတွေစူးစမ်းဖို့တိုက်တွန်းပါဟုတ်ကဲ့ပါ